ရှိမယ်ဘေးမှာလည်းရှိမယ်အလယ်မှာလည်းရှိမယ်ပေါ်မှာလည်းရှိမယ်အဲ့လိုမျိုးပေါ့နော်ဆိုတော့အဲ့လိုလေးသဘောတရားလေးကိုရန်တော့မှတ်ထားလိုက်မယ်ဆိုလို့ရှိရင်ပန်းထိုးတဲ့အခါကျရင်ပို့ပြီးတော့မှတဘာဝကြပြီးတော့မှအန်ကယ်မျိုးစုံပေါ့နော်ဥပမာထားပါတော့ဘေးကနေကြည့်ရင်လည်းလှမယ်ဒီဘက်ကနေလည်းကြည့်ရင်လှမယ်အနောက်ကနေကြည့်ရင်လည်းသူကလှနေအောင်ပဲရှေ့ကနေကြည့်ရင်လည်းလှနေမှာနော်တစ်ဖက်ချမ်းသေးကိုပဲအလှတရားကိုမထားပါနဲ့ပေါ့နော်မထားပါနဲ့အဲ့လိုမျိုးပေါ့နော်ဆိုတော့လိုလေးလှလာရင်ရှေ့ကမမြင်ရတော့အဲ့ဒါလေကိုကပန်းထိုးတတ်တာအဲ့လိုဗီဒီယိုနဲ့ရိုက်ပြီးတော့ပန်းထိုးပါဆိုလို့ရှိရင်အဲ့မှာတလွဲတွေဖြစ်ကုန်ပေါ့နော်ဒါမဲ့လှပါတယ်အခုကတော့နော်ဆိုတော့ဒီလိုလေးပေါ့နော်ရောက်လာလို့ရှိရင်ဒါဒီလိုစွတ်စွလေးဖြစ်နေမယ်အားလေးကိုတခါရန်တို့ကပြန်ပြီးတော့ပုံစံလေးကြအောင်ပြန်လုပ်ပေးမယ်နော်ပြန်လုပ်ပေးမယ်ဆိုရင်သူကလိုလေးဖြစ်သွားမယ်နော်ဒီကလိုလေးပေါ့နော်ဟာလားကိုထိုးခြင်းသလိုထိုးเนาะဒါကတော့ကိုအစင်ပြေသလိုကိုလှသလိုထိုးပါဒါလေးရဒီလိုလေးပေါ့เนาะဆိုတော့ဒီထဲမှာဆိုလို့ရှိရင်ဘယ်နှခတ်ပါသွားမလဲတစ်ခတ်နှစ်ခတ်သုံးခတ်၄ခတ်၅ခတ်၆ခတ်9ခတ်10ခတ်9ခတ်เนาะ9ခတ်ဆိုရင်ဒါလေးကတအိုးစာဒီမှာရှည်နေရသလားဒါဆိုရင်တချို့အပင်တွေဆိုရှည်နေတယ်ဒီလိုကွေးလိုက်လို့ရတယ်ပြီးရင်ဒီလိုထည့်ချလိုက်လို့ရတယ်เนาะဒီလိုလေးပေါ့เนาะဒါပေမဲ့ဒီအိုးနဲ့ဆိုရင်တပေအိုးနဲ့ဆိုရင်ဒါလေးကနည်းနည်းခြောက်နေတယ်ဟိုကလောက်ထည့်လို့ရမယ်ရန်တို့က15ခတ်16ခတ်လောက်ဒီထိုးလို့လှတယ်ထိုးလို့ဆန့်တယ်เนาะမလေးဒါလေးကလေးတယ်ဒါလေးကစစ်တင်အိုးတပေအိုးလေးเนาะတပေအိုးလေးနဲ့ထိုးမယ်ဆိုရင်ဒီလိုပုံစံလေးဖြစ်မယ်ဒါပေမဲ့ထပ်တော့ထည့်ရအောင်ပါเนาะထပ်တော့ထည့်ရအောင်မယ်ခြောက်နေလိမ့်မယ်အခုချမ်းကင်ထားတဲ့ဟာလေးကနည်းနည်းတော့ခြောက်နေလိမ့်မယ်เนาะအဲ့ဒါလေးကိုမှကိုကစိတ်ကြိုက်ပြန်ပြီးတော့ဟိုကလှုပ်လို့ရတယ်เนาะဒီလိုလေးဖြစ်ပါမယ်ရှင်လှပါတယ်အရင်လှပါတယ်သူကပန်းပွင့်ရဲ့ဟိုဂန္ဓမာရဲ့ဘယ်လိုပြောမလဲဂန္ဓမာဆိုတာရန်တို့မှာဂန္ဓမာမှာအမျိုးအစားအမျိုးမျိုးရှိတယ်เนาะဂန္ဓမာကယာချီထောင်ချီရှိတယ်အဲ့ထဲမှာမှဘယ်လိုပြောမလဲ modern ဖြစ်တဲ့ဂန္ဓမာဘက်ကိုသွားထားတယ်เนาะအဲ့တော့ဒါလေးကရန်တို့ကြွေးကိုအဖြူလေးနဲ့ဒီလိုထိုးလိုက်မယ်ဆိုလို့ရှိရင်ဒီလိုလေးဖြစ်ပါမယ်နော်ဒါလေးကတော့ညီညီညာညာစနစ်တကျနဲ့ထိုးထားတဲ့အိုလီပေါ့နော်အဲ့တော့ညီညီညာညာလေးထိုးလို့ရပါတယ်မညီမညာလေးထိုးလို့ရပါတယ်ဒါကပန်းထိုးတဲ့လူရဲ့ mood ပေါ်မှာပဲမူတည်တယ်ပြီးတော့ကိုကြည့်ချင်တဲ့အလှတရားပေါ့နော်ဘယ်လိုလေးကြည့်ချင်လဲအဲ့ကြည့်ချင်တဲ့ပုံမှာမူတည်ပြီးတော့ကြိုက်တယ်လို့အလှဆင်လို့ရမှာဖြစ်ပါတယ်အဲ့တော့ရန်တို့ရဲ့ရွှေကတ်လေးတွေကရန်ကုန်မြို့သူဝနအင်ဂျင်မြိုင်တန်းထဲမှာဆိုင်လေးမှာလာရောက်ပြီးတော့ကြည့်ရှုပြီးတော့ဝယ်ယူလို့ရပါတယ်။ online ကနေလည်းမှာယူလို့ရပါတယ်ရှင်။